အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တငယ်ချင်းတို့အတွက်တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ action ကားကြီးတကားအကြောင်းပြောပြပေးသွားမှာပါနော်အဲ့ဒါကတော့နာမည်ကျော်မင်းသားကြီး Tom Cruise ရဲ့ Mission Impossible Dead Reckoning Part 1ပဲဖြစ်ပါတယ်ရှင်ဒီကားထဲမှာ Ethan Hunt တယောက်ဘလို့အခက်ခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာအတူတူကြည့်လိုက်ရအောင်နော်ဇလန်အစမှာတော့ရုရှားရဲ့ Sevastopol ဆိုတဲ့ခေတ်မီရေငုပ်တင်ပေါ်ကြီးတစ်စင်းဟာပင်လယ်အောက်မှာစမ်းသပ်မှုတွေလုပ်နေတာပါအဲ့ဒီမှာ The Entity လို့ခေါ်တဲ့အရန်ကိုကြောက်ဖို့ကောင်းတဲ့ AI စနစ်ကြီးတစ်ခုရှိနေတယ်လေဒါပေမဲ့အဲ့ဒီ AI ကဖောက်ပြန်ပြီးရေငုပ်တင်ပေါ်ကိုကိုယ့်ဘာသာကိုပြန်နစ်အောင်လုပ်လိုက်ပါတယ်အဲ့ဒီ AI ကိုထိန်းချုပ်နိုင်တဲ့တော့နှစ်ချောင်းကတော့ပင်လယ်အောက်မှာပျောက်ဆုံးသွားခဲ့တာပေါ့ကျမတို့ရဲ့မင်းသားကြီး Ethan Hunt စီကိုတော့အဲ့ဒီပျောက်ဆုံးနေတဲ့တော့နှစ်ချောင်းကိုပြန်ရှာဖို့မစ်ရှင်ရောက်လာပါတယ်အဲ့ဒီမှာသူ့ရဲ့တငယ်ချင်းဟောင်း Ilsa Fox စီမှာတော့တဝက်ရှိနေတယ်ဆိုတာသိလိုက်ရတယ်။ဒါပေမဲ့ Ilsa ကတော့စုကြီးငွေအများကြီးနဲ့အမဲလိုက်ခံနေရတာပါ။ Ethan က Ilsa ကိုကယ်ဖို့တဲကန်လာတဲ့အထိလိုက်သွားခဲ့ပါတယ်။တဲမုန်တိုင်းတွေကြားထဲမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး Ilsa ကတေသွားသလိုဟန်ဆောင်ပြီးမှ Ethan ကိုတော့တဝက်ပေးလိုက်နိုင်ခဲ့ပါတယ်ရှင်။နောက်တော့ Ethan တို့အဖွဲ့ဒုတိယတော့တဝက်ကိုရှာဖို့အာဘူဒါဘီလေဆိပ်ကိုရောက်လာကြတယ်။အဲ့ဒီမှာ Grace ဆိုတဲ့လက်မြန်တဲ့တခိုးမလေးနဲ့စုံတာပဲ Grace ကတော့ကိုခိုးသွားခဲ့တယ်လို့တစ်ဖက်မှာလည်း Ethan ရဲ့ရန်သူဟောင်း Gabriel နဲ့ပြန်ဆုံခဲ့ရပါတယ်ရောမမျိုးမှာတော့ Ethan နဲ့ Grace တို့ဟာရဲတွေရောလူသက်သမားတွေရောရဲ့လိုက်လံဖမ်းဆီးတာကိုခံရပါတယ်ကားသေးသေးလေးတစ်စီးနဲ့မြို့ထဲမှာပတ်မောင်းပြီးထွက်ပြေးရတဲ့အခန်းကတော့တကယ်ကိုရေလဲရေရတယ်လို့ရင်လဲခုန်ရတယ်နော်အဘေးနဲ့မြို့မှာတော့အခြေအနေတွေကပိုဆိုးလာပါတယ်Gabriel က Ethan ရဲ့တငယ်ချင်းတွေကတယောက်တေရမယ်လို့ကြိုပြောထားခဲ့တာတကယ်ပဲတိုက်ပွဲတွေချားမှာ Ilsa တယောက် Grace ကိုကယ်ရင်းနဲ့အသက်ဆုံးရှုံးသွားခဲ့ရတယ်ဒါဟာ Ethan အတွက်တော့တကယ်ကိုဝမ်းနည်းစရာပါပဲဇက်ရှင်အမြင့်ဆုံးကတော့ Orient Express ရထားပေါ်မှာပါ Grace ကရုပ်ဖြတ်ပြီးတော့ကိုရအောင်ယူဖို့ကြိုးစားခဲ့တယ်Ethan ကတော့တောင်ပေါ်ကနေစိုင်ကင်နဲ့ခုန်ချပြီးရထားပေါ်ကိုရောက်အောင်တက်ခဲ့ရတာပါတကယ်ကိုအသက်ရှူမှားလောက်တဲ့အခန်းတွေပဲနော်နောက်ဆုံးမှာတော့ယထာကြီးကတရားကျိုးနေတဲ့နေရာကနေပြုတ်ကျသွားပေမဲ့ Ethan နဲ့ Grace တို့ကတော့ကံကောင်းထောက်မစွာလွတ်မြောက်သွားခဲ့ပါတယ်။နောက်ဆုံးဆက်သိမ်းမှာတော့ Gabriel ကတော့ကိုရသွားပြီလို့ထင်နေပေမဲ့တကယ်တော့ Ethan ကတော့ကိုခိုးယူနိုင်ခဲ့တာပါ။အခုတော့ Ethan တယောက် AI ကြီးကိုဖျက်ဆီးဖို့တော့နှစ်ချောင်းလုံးကိုရသွားပြီပေါ့။နောက်ထပ်ဘာရီဆက်ဖြစ်မလဲဆိုတာကတော့ပတ်2မှာဆက်ကြည့်ရမှာပါနော်။ကဲဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ share လေးလုပ်ပေးဖို့မမိနဲ့ဦးနော်နောက်ထပ်ဘလို့ကားမျိုးတွေကို recap လုပ်ပေးစီခြင်းလဲဆိုတာကိုလည်း comment မှာရေးခဲ့လို့ရပါတယ်ရှင်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေတတား